တာဖျားဟာအကောင်းနဲ့အဆိုးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်သာလျင်ကြိုးစားရှောက်ရမယ်လောဘဒေါသမောဟတရားတွေငြိမ်းချမ်းအေးစေတယ်နေရအမှန်ကိုညွှန်လန်းပြခဲ့တယ်ဒါပေမဲ့လူတွေခလုံးမတီးသေး၍မေးလို့ထားပါတယ်မိုးလင်းမိုးချုပ်အမြဲပဲအလှုပ်ရှုပ်လောကဇက်ခွန်ဝဲငိုကရေကအမျိုးမျိုးကကြတယ်သူကြောင့်ငါကြောင့်ခဏခဏလမ်းပြောင်းလူဘဝခရီးပါပဲကြုံလာအချိန်တိုဘာကြောင့်အတ္တတွေအချိန်တန်တော့လေအိမ်အပြန်လန်းကတန်တရားလေးလောဘရမကြီးအရာနေတဲ့တာအတီးနဲ့တတိရှင်ပါမှာဒေါသရှိထားမှာတဲ့အခါတတိနဲ့အတီးညံနေမှာမောဟတီကမတိကျစိုးစိုးမှာမရှိမှုထပ်မတိ